ဘယ်သူတွေဘလို့ပဲဆိုဆိုကိုယ့်ဘက်ကကောင်းမွန်စွာပဲတုံ့ပြန်မှာလူတိုင်းကိုနူးညံ့တဲ့မေတ္တာတွေနဲ့ကူညီပေးပေးအမှန်တရားကိုရင်ထဲမှာမြင်တွေ့ရင်အမှန်တရားကိုရင်ထဲမှာမြင်တွေ့ရင်အမုန်းတရားလမ်းကိုဘယ်သူမှမလျှောက်ပါဘူးလေအတိတ်ကမားတွေသင်ခန်းစာဖြစ်နေပဲမြင်အရာရာကိုနှလုံးသားချင်းခွင့်လွှတ်ပေးလိုက်ခြင်းနားလည်မှုလေးတွေအပြန်လန်းပေးဝေးငါတို့ရဲ့ရှင်ဘက်ထဲကနေအလင်းရောင်တွေဖြာထွက်စေငြိမ်းချမ်းပါစေငါတို့ရဲ့မြေမြတ်တာတရားတွေနဲ့ထာဝရအေးချမ်းပါစေလူမျိုးဘာသာမရှိစာနာမှုနဲ့လက်ချင်းတွေကလေးလူမျိုးဘာသာမရှိစာနာမှုနဲ့လက်ချင်းတွေကလေးငါတို့ကိုယ်တိုင်ငြိမ်းချမ်းရှင်ကိုပါချီလေဒီချာပေါ်ငြိမ်းချမ်းရမယ်လေလောကကြီးမှာအမုန်းတရားတွေထက်မေတ္တာကပိုပြီးအင်အားကြီးပါတော့ကိုမိသားစုလို့သဘောထားပြီးခွင့်လွှတ်နားလည်ပေးနိုင်တဲ့နှလုံးသားတွေနဲ့ခွင့်လွှတ်နားလည်ပေးနိုင်တဲ့နှလုံးသားတွေနဲ့ငါတို့ရဲ့ကဘာလေးကိုပြန်လည်လှဆင်ကြပါစို့အမြင်ချင်းကွဲပြားပါစေအပြုံးချင်းဖလှယ်ကြစို့ရှင်ချီစကြစို့ရှုံရိမ်တဲ့မြတ်တာရေးစင်လောကနဲ့စီစဉ်ပါစေစို့ငြိမ်းချမ်းပါစေငါတို့ရဲ့မြေမြတ်တာတရားတွေနဲ့ထာဝရအေးချမ်းပါစေလူမျိုးဘာသာမရှိစာနာမှုနဲ့လက်ချင်း